ယောဒန္တကာလေတံလေတိတရဏိယေသတာရယေယောနိသောသံဝိဒါနေနဒုက္ခံပပောတိပန္တိတောယောပုဂ္ဂလောခြင်းပုဂ္ဂိုလ်သည်ဒန္တကာလေနှင်းနေပြုလို့ရမယ့်အချိန်ကာလ၌ဒန္တိတိနှင်းနေသာလျင်ပြုလုပ်လေ၏တရဏိယေသမြန်မြန်ပြုလုပ်သင်သည့်အခါကာလ၌တာရယေလျင်မြန်စွာပြုလုပ်လေ၏ယောနိသောသင်သောအကြောင်းအဖြစ်သံဝိဒါနေနဆင်ញင်တတ်ခြင်းကြောင့်ပဏိတောပညာရှိသည်ဒုက္ခံခုရောနောင်ခါချမ်းသာခြင်းဟုဆိုအပ်သောအကျိုးပြုသောပပောတိကောင်းစွာမသွေရောက်ရပါပေ၏လောကမှာလုပ်ငန်းတွေဟာတချို့လုပ်ငန်းတွေကအချိန်ယူပြီးနေ့လုပ်မှစနစ်ကြတယ်တချို့လုပ်ငန်းတွေရောက်တော့အချိန်ယူစရာမလိုပဲနဲ့မြန်လုပ်မှပြီးရမယ့်ကာလတွေလည်းပဲရှိပါတယ်ခေတ်ကာလရ the best year the first year ဆိုတာရှိပါတယ်အကောင်းဆုံးလုပ်တာနဲ့ညင်အောင်လုပ်တာဆိုပြီးတော့မြန်လုပ်ရမယ့်နေရာတွေမှာမြန်လုပ်ပြီးတော့နေ့လုပ်ရမယ့်နေရာတွေမှာနေ့ဆိုပြီးတော့ပညာနဲ့ဆင်ခြင်ပြီးတော့လုပ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာခူရောနှောင်ပါချမ်းသာခြင်းကိုရောက်ရှိကြပါစာသင်တိုင်း15နှစ်ပြည့်တဲ့နေ့မှာငလျင်တန်ညောင်းမိမိတို့ကျောင်းတိုင်းဟာ18ကျောင်းဖြူဖြက်ပေးလိုက်ရတဲ့အခါတန်ဃာတွေခေါ်အံ့ရလောမခေါ်အံ့ရလောခေါ်ရကောင်းမလားမခေါ်ရကောင်းမလားစဉ်းစားနေတဲ့အချိန်လူထွက်သွားကြတဲ့ပုဂ္ဂိုလ်များရောအွန်လိုင်းပေါ်မှာကျောင်းတိုက်ကကိုရင်ငယ်များတွေ့လာတာမြင်တဲ့အခါရောက်တော့ခေါ်မှဖြစ်မှာပဲဆိုပြီးတော့ဆရာတော်နဲ့နိုင်ကဆရာတော်များတိုင်ပင်ပြီးတော့ကျောင်းတိုက်လက်ခံခဲ့တဲ့အခါမြန်လုပ်ရတဲ့အခါမြန်လုပ်ခဲ့ကြပါတယ်